ရော့ပါโอเคရော့ကျော်လဲလဲမေးပါဗျာဘာလဲဆိုတော့ဘူးထဲမှာကျော်ပတ်စံထည့်ထားရှိတယ်ဘလောက်မဟုတ်လေဖွင့်မကြည့်ရဘူးလေဖွင့်မကြည့်ရအပြင်ကနေကြည့်တာနှစ်ခေါက်ပြင်မပေးမယ်ဗျာမှန်အဖြစ်ဒီထက်ကပတ်စံ brother ကိုကျော်အကုန်ပေးမယ်တကယ်ရပါတကယ်ပေးပါတကယ်ပေးပါကျော်အခုကျော်ခေါင်းထဲမှာတွက်နေတယ်ဗျာပတ်စံဘလောက်လဲဆိုတော့ကျော်ပါထားတယ်ကျော်ခေါင်းထဲမှာအဲ့တော့အခုခဏကြည့်တာခဏပဲပြမယ်အင်ကဘုံနေကြတာဘုံနေကြလူတွေဆိုတော့တန်းတိမှာဆက်ဆက်ကပေးမယ်ဆက်ဆက်က1 2 3 4 5 6 9 10 9 10ပြန်ပြီးတော့အစင်းနေပြီတော့ဝမ်းအားရတေချောက်တွက်နေရညပြန်ခလောက်တယ်ဗျာနင်းလောက်လာမေဝအောင်โอเคစားမယ်ဝမ်း2 3စားမယ်6000ခွဲအော်နောက်ဆုံးတော့9000မားတယ်ဘယ်လောက်လဲ6,9,600နီးစက်တယ်ဗျာဒါပေမဲ့မဟုတ်သေးဘူးโอเคနောက်ဆုံးတော့9,900ဟေးပါတယ်နောက်ဆုံးတော့ပြော3000မဟုတ်အဲ့ထက်များတယ်ဗျာနောက်ဆုံးတစ်ခေါက်နော်နောက်ဆုံးတစ်ခေါက်9000ပါတယ်အဲ့ထက်များတယ်စက်တီချောက်ကြီးလိုက်ကြည့်တယ်ပထမဆုံးတစ်ခေါက်ပြော4,000ခွဲ4000ခွဲမဟုတ်ဘူး5,300မှားတယ်ညီမ6,000ပဲမှားတယ်နောက်ဆုံးတစ်ခေါက်6,200 6,200မှားတယ်ပထမဆုံးတစ်ခေါက်ဖြေပြီလောက်လေ5,900မှားသေးတယ်နောက်ဆုံးတစ်ခေါက်6,000အတိကျလေ6,000အထိပဲမှားတယ်ဗျာကျွန်တော်အတိကျထည့်မထားဘူး200နဲ့ဒီပါသေးတယ်ဒီပါသေးအတိကျထည့်မထားဘူးလေစမယ်နော်ပထမဆုံးတစ်ခေါက်ဘယ်လောက်လဲ 6,900အေးမားတယ်နောက်ဆုံးတစ်ခေါက်ပြောနောက်ဆုံးတစ်ခေါက်ပဲ9,900မားတယ်နောက်ဆုံးတစ်ခေါက် 9,000ခွဲလောက်ရှိတယ်9000ခွဲမဟုတ်ဘူးဗျာမှားတယ်ဖြေရပါတယ်လေစမယ်1 2 3 9,200နဲ့900မားတယ်ဘယ်လောက်လဲ 8,000နောက်တစ်ခေါက်ဖြေလို့ပေးမယ်8000မဟုတ်ဘူးဗျာ8,000ခွဲမားတယ်ဗျာသိကြတယ် sorry ပါပါ